လာပါပြည်သူ့အတန်သတင်းဌာနရဲ့2026ခုနှစ်မတ်လ25ရက်နေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မတ်လ23ရက်နေ့ကစပြီးအာရကတပ်တော်ထိန်းချုပ်နယ်မြေတွေက9နှစ်အောက်ကလေးတွေကိုအာရကပြည်သူ့ကျန်းမာရေးဌာနကတတိယအကြိမ်အဖြစ်ကာကွယ်ဆေးတွေထိုးပေးနေပါတယ်အသက်9နှစ်အောက်ကလေးငယ်တွေကိုအာရကပြည်သူ့ကျန်းမာရေးဌာနကအခမဲ့စီစဉ်တဲ့စုံစိုးကြက်ညာမေးခိုင်ကာကွယ်ဆေး TPT စတဲ့ကာကွယ်ဆေးတွေကိုတတိယအကြိမ်ထိုးပေးနေတာပါပထမအကြိမ်မှာ2လသားအရွယ်ကနေ3နှစ်အရွယ်အထိဒုတိယအကြိမ်မှာ2လသားအရွယ်ကနေ9နှစ်အရွယ်အထိပါဝင်ပြီးတတိယအကြိမ်မှာတော့2လသားအရွယ်ကနေ9နှစ်အရွယ်အထိအသီးသီးပါဝင်ကြပါတယ်ကာကွယ်ဆေးမထိုးတန်ရသေးတဲ့တခြားမြို့နယ်တွေကိုလည်းအဖြတ်လိုက်ကာကွယ်ဆေးထိုးပေးတော့မှာဖြစ်ပြီးအာရကပြည်သူ့ကျန်းမာရေးဌာနကအာရကဒေသကမြို့တွေရက်ကွက်တွေကကလေးငယ်တွေကိုလည်းကာကွယ်ဆေးထိုးပေးတယ်လို့စစ်ပေးကြောင်စခန်းကကလေးတွေကိုလည်းကာကွယ်ဆေးထိုးပေးပြီးကာကွယ်ဆေးလာရောက်ထိုးကြဖို့ကိုလည်းရက်ရွာတွေမှာအတိပေးဆော်နေကြပါတယ်ခင်ဗျာပြည်သူ့အတန်သတင်းဌာနကိုကြည့်ရှုအားပေးကြတဲ့မြန်မာပြည်သူပြည်သားအားလုံးဘေးပရာဝေးကွာပြီးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေခင်ဗျာ